အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ဖြူရောင်လေးအိမ်ချမ်းမြေညီကိုများဖွဲ့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လမ်းကောင်းနေရာကောင်းလေးဖြစ်တဲ့10ပေ60ညီကွက်လေးကိုကျွန်တော်အယောင်းတင်ပေးလိုက်ပါတယ်ခင်ဗျဒါကညီကွက်ရှိရဲ့လမ်းလေးဒီဟာလေးကတော့10ပေ60ညီကွက်လေးဖြစ်ပါတယ်ခင်ဗျဘေးပတ်ဝန်းကျင်မှာလည်းအိမ်နေရှိပြီးသားအဆောင်နေရှိပြီးသားဒီပါညာကြာပြီးသားနေရာလေးဗျလမ်းကလည်းလမ်းကောင်းနေရာကောင်းလမ်းကောင်းလေးဒီကွက်လေးဖြစ်မယ်ဗျကျွန်တော်တို့ရိုးကြီးရိုးလေးဆက်တက်ထားတဲ့လမ်းမရဲ့နောက်ကျောကပ်ဗျလိုင်းသားရထန်းနမိတ်မျိုးနဲ့ရခိုင်ရိုးလေးရွာမှာရှိတဲ့10ပေ60မြီကွက်လေးဒါကတော့လမ်းမယူထွက်တဲ့လမ်းဒါကျွန်တော်အနေထားလေးကိုပြမယ်ဗျဒီပတ်ဝန်းကျင်မှာဆိုလဲအိမ်ကြီးအိမ်ကောင်းလေးအိမ်သားနေရှိမယ်နေရာကောင်းအဆောင်ကောင်းလေးပါဗျဒီမြေလေးရဲ့ဈေးနှုန်းလေးကတော့ပိုင်ရှင်တိုက်ရိုက်140ညှိနှိုင်းဈေးလေးနဲ့ရပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်